ရတဲ့မင်္ဂလာပါဗျာတဲ့ဆရာတင်တဲ့ကို join ကျင်နေရကြပြီတဲ့ဝါနာဦးစားပေးဖို့ကအချင်းချင်းကြောင်းရှေ့ကိုမရောက်သေးပါဘူးခင်ဗျာတဲ့ဒါပေမဲ့ဆရာဗီဒီယိုလေးကိုအမြဲကြည့်ပြီးပညာရေးလည်းယူဖြစ်ပါတယ်ဗျာတဲ့တခါတလေကိုမှရှိရလေးနဲ့တကယ်ချင်းနေပြင်ပေးဖြစ်လို့ရှိရင်ပစ္စည်းမစုံတော့ primer မရှိဘူးဖြစ်နေတဲ့ဆရာတဲ့မပါလဲရလားဗျာတဲ့ပြီးတော့ primer ဘာအတွက်အရေးပါလဲဆိုတာသိချင်ပါတယ်ဗျာတဲ့ဆိုတော့ primer ကအရန်ရေးကြီးတဲ့ထဲမှာပါတယ် makeup artist တယောက်လုပ်နေပြီ makeup လိမ့်နေပြီဒါမှမဟုတ်က makeup ဆရာမဟုတ်လို့နေ့တူက makeup လိမ့်နေရတဲ့လူဆိုလို့ရှိရင် primer ကမဖြစ်မနေအရန်ရေးကြီးတဲ့ထဲမှာပါတာပေါ့နော်ဆိုတော့အခု primer အကြောင်းလေးမေးရဆိုတော့မိထက်ပြောပြပေးပါမယ် primer အကြောင်းလို့ရှိရင်မိထက်တို့ဒီprimer အကြောင်းနဲ့အကြောင်းရှင်မိထက်အရှိဗီဒီယိုတွေမှာလည်းတင်ထားပေးတယ်အခုလည်းပြောပြပေးမယ်ဒါတကယ်လို့ primer အကြောင်းလေးကိုဒီကြည့်ချင်တယ်ဆိုလို့ရှိရင်ဒါမိထက်အဲ့ဒီဗီဒီယိုလေးအောက်မှာလည်း link လေးပို့ပေးထားမယ်အခုလည်းမိထက် primer လေးတွေကိုကြောက်ရှင်လည်းမိထက်ဒီဟာလေးတွေလည်းပြောပြပေးမယ်ပေါ့နော်ဆိုတော့ primer ကကြောက်လို့ရှိရင်အရင်ဆုံး primer လောက်ဆောင်ချက်ကိုသိဖို့အရင်လိုအပ်ပါတယ် primer ကြောက်လို့ရှိရင်မိထက်တို့ဒီဘာလုပ်ပေးရလဲဆိုလို့ရှိရင်မျက်နှာနဲ့ဒီ makeup နဲ့ပေါ့နော်ကိုလိမ့်မဲ့ makeup နဲ့ကိုတိုက်ရိုက်မထိသွားဘူးသူကအလွှာတလွှာလေးနဲ့ကာကွယ်ပေးရပါတော့။မျက်လုံးနဲ့မြင်အောင်လည်းတို့ပြောမယ်ဆိုလို့ရှိရင်ကြတော့ဒီမျက်နှာဖုံးလေးတက်ထားတယ်လို့မျိုးပေါ့နော်။ဆိုတော့primer မလိမ့်ထားလို့ရှိရင်မိထတို့တွေလိမ့်မဲ့မျက်နှာပေါ်မှာထိမဲ့ makeup တွေ powder မှုတ်တွေ chemical တွေကကြောက်ရှင်မျက်နှာရဲ့ချွေပေါက်တွေကိုကြောက်ရှင်တိုက်ရိုက်စိတ်ဝင်သွားနိုင်တယ်ပေါ့နော်။သူက makeup နဲ့ဒီမျက်နှာနဲ့ကိုတိုက်ရိုက်မထိတွေ့အောင်သူကလုပ်ပေးတာပေါ့နော်ဆိုတော့ပုံမှန် makeup လိမ့်လို့ရှိရင်ဖြစ်လာမယ်ဒီ makeup ရည်တဲ့မျက်နှာရဲ့ချွေပေါက်တွေကိုပိတ်မယ်လို့ရှိရင် powder မှုတ်တွေကချွေပေါက်တွေကိုပိတ်ပြီးတော့မိထတို့ဒီဝက်ချန်ထွက်မဲ့အရာတွေလည်းသူကကာကွယ်ပေးတယ်လို့ရှင်ဟိုလောဆိုရှင်မိထတို့ဒီမေမေတို့ဖြစ်သွားဆိုပိုသိတာတယ်ဒီမိထတို့မေမေတို့ဖြစ်သွားဆိုရှင် make up အမြဲတမ်းနှိမ့်တူကလိမ့်နဲ့ main ကလေးတာကြောက်ရှင်တိတ်တိတ်တွေဖြစ်လာတတ်တယ်ဒီ make up မှာပါတဲ့ဒီ chemical တွေကနှိမ့်တူကလိမ့်တဲ့အခါကြောက်ရှင်မျက်နှာရဲ့အပေါ်ယံ skin barrier ပျက်စီးသွားပြီးအပေါ်ယံကြောက်ရှင်ထိတိုက်ပြီးတော့မျက်နှာမှာတိတ်တိတ်တွေဖြစ်တတ်တာပေါ့နော်ဆိုတော့ primer လိမ့်ပြီးချအဖြစ်အဲ့ဒီတန်တွေကလုံးဝကာကွယ်ပေးသွားတယ်လို့ရှင်ဘာတစ်ချက်ကောင်းလေးလဲဆိုရှင်မျက်နှာကလည်းဒီတိုင်းရှိညာမဟုတ်နေပူလာတယ်ပေါ်အရာတူပေါ်မူတည်လို့ရှင်မျက်နှာရဲ့ချွေးတွေထွက်လာတာရှိတယ်အဆီတွေထွက်လာတာရှိတယ်ပေါ့နော်အဲ့တော့ချွေးတွေအဆီတွေကိုလည်းသူကနေပြီးတော့ထွက်မလာအောင်လို့သူက primer မျက်နှာဖုံးတစ်ခုအနေနဲ့လိမ့်လိုက်ခြင်းအဖြစ်ကိုကာကွယ်ပေးတာဖြစ်တဲ့အတွက်ကြောင့်မို့ချွေးတွေအစီအဝေးတွေကိုလည်းသူကနေပြီးတော့အချိန်တိုင်းကတစ်ခုတည်းကိုကာကွယ်ပေးတယ်။ဒါအပြင်မျက်နှာတွေကိုစိတ်ဝင်လာမဲ့ဒီအညစ်ချွေးပေါက်တွေကိုစိတ်ဝင်လာမဲ့ဒီ make up အညစ်ကြေးတွေပေါင်နာမှုတ်တွေအပြင်ကဖုံမှုတ်တွေကိုလည်းမျက်နှာရဲ့တိုင်းစိတ်ဝင်အောင်ကာကွယ်ပေးရဖြစ်တဲ့ကြောင့်မို့ make up ကြောင့်ဖြစ်မဲ့ make up အမြဲတမ်းလိမ့်တဲ့အခါမှာဖြစ်လာမဲ့ဒီဝက်ချန်ထွက်တာတွေကိုလည်းမဖြစ်လာအောင်သူကကာကွယ်ပေးတယ်။ပြီးလို့ရှိရင်မျက်နှာတွေကထွက်လာမဲ့အစီချွေးတွေကြောင့် make up ကွက်တာကိုလည်းကာကွယ်ပေးရပေါ့နော်။ဒါတွေကိုလည်းကာကွယ်ပေးရပေါ့နော်။ဒါကြောင့်မို့ primer လိမ့်ပေးခြင်းအဖြစ်မိထတို့ဒီmake up ကြောင့်ဖြစ်မဲ့ဝက်ချန်နေတင်းတိတ်တွေဖြစ်တာတွေကိုလည်းကာကွယ်ပေးလို့မျက်နှာတွေကနေထွက်လာမဲ့အဆီတွေချွေးတွေကြောင့် make up တွေကွက်တာမျိုးပြီးရှင် make up မှာပါတဲ့အဆီနဲ့မျက်နှာတွေထွက်တဲ့အဆီတွေနဲ့ပေါင်းပြီး oxidize ဖြစ်ပြီးမျက်နှာကြီးမဲသွားတာမျိုးကိုကာကွယ်ပေးပါတယ်။ဒါကြောင့်မို့လို့ primer မဖြစ်မနေသုံးရမယ်ထဲမှာပါတယ်။ဟိုက make up ဆရာဆိုလို့ရှိရင်ကတော့လုံးဝမဖြစ်မနေထည့်သုံးရမယ်။ဒီပုံမှန်နေ့တူက make up လိမ့်တဲ့လူတွေကလည်း primer လိမ့်ပေးချင်အဖြစ်အထိကောင်းချိုးတွေပေါ့နော်။ပုံမှန် make up လိမ့်လို့ရှိရင်ဆရာရဲ့3နိုင်4နိုင်လောက်ပဲခံတယ်ပြီးရင်အဆီတွေပြန်မျက်နှာကြီးကကွက်တယ်ဆိုရှင် primer မှတ်ကအောင်ရွေးချက်တက်လိမ့်တက်တယ်ဆိုရှင် make up က6နိုင်ရနေ8နိုင်ကြားကိုအနည်းဆုံးခံတယ်။အဲ့အတွက်ကြောင့်မို့ဘာဖြစ်လာလဲဆို make up ဆရာရဲ့နာမည်ကောင်းရလာတယ်။သူနဲ့ make up လိမ့်နေဆိုလို့ရှိရင်တဏီကုံ make up သားလှတယ် make up သားတဏီကုံခံတယ်ဆိုတော့ result ကောင်းနေကြလာတာပေါ့နော်အခုနောက်ပိုင်းမှာဆိုရှင် make up တဏီကုံခံတဲ့သူနဲ့ဆို make up ကလုံးဝမကွက်ဘူးဆိုတာ primer တောင်ကျူကြောင့်ဖြစ်ပါတယ်ဒါကြောင့်မလို့ method တင်တန်းမှာဆိုလို့ရှိရင်ခလေးတွေက primer အကြောင်း method တို့ကတင်ပြခါကြောက်ရှင်ကျန်တဲ့ brand တွေကိုဒါ short ဝယ်ရမယ်မိထတို့ဒီ primer ဆိုရှင်တော့လုံးဝဟိုမှာတတ်နိုင်တယ်များကောင်းတာ brand ကောင်းတာတကယ်ဟိုမှာတော်များနဲ့တဲ့တာအဆင်ပြေတာဝယ်ခိုင်းတယ်ပေါ့နော် primer ဟိုမှာထပ်ပြီးခွဲပြီးတော့ရွေးမယ်ဆိုရှင်မိထတို့က primer တိုက်က2မျိုး3မျိုးထပ်ရှိသေးတယ်အခုနောက်ပိုင်းမှာဆိုရင်တော့ဒါ makeup artist တွေတွေ့ဘူးလိမ့်မယ်ဒါဆိုရှင် body brown မှာထွက်တဲ့ face page primer ပေါ့နော်ဒီ face page primer ဆိုလို့ရှိရင်တော့ဒါ makeup artist တွေတော်တော်များအသုံးပြုတယ်ဒါပေမဲ့တွားကြောက်ရှင်တော့ moisture အနေနဲ့ရောမျက်နှာဒီအဆီကိုဒီလိုမျိုးဒီမျက်နှာအဆီတက်အဆိုတက် cream နဲ့ပေးတာဖြစ်တဲ့အတွက်ကြောင့်မို့သူဟာဆိုလို့ရှိရင်တော့မိတော့အဆီရမ်းပြတ်တဲ့လူတွေအတွက်ဆိုရင်တော့အဆင်မပြေဘူးဒါပေမဲ့မျက်နှာအသား6တဲ့ normal skin တွေဆိုရှင် makeup လိမ့်လို့အရန်ကောင်းတယ် face base ဖြစ်တဲ့အတွက်ကြောင့်မို့သူကဟို primer အနေနဲ့လည်းသုံးလို့ရတယ် moisturizer အနေနဲ့လည်းသုံးလို့ရပါတော့ခုနောက်ပိုင်းမှာဒါ primer အနေနဲ့လည်းသုံးကြတယ်ဆိုတော့ပြီးလို့ရှိရင်မိတို့ဒီမှာဒါတော့ Ski Laura အနေထွက်တဲ့ primer လေးတွေပေါ့နော်ဒါဆိုရှင် skin double wear primer ဆိုလို့ရှိရင်ဒါဆိုရင် dope add အနေနဲ့မျက်နှာကိုတစ်ဆင့်လင်းအောင်လုပ်ပေးတာအစီကိုလည်းအရင်မထင်ဘူးအသားကိုလည်းအရင်စုအောင်မလုပ်ပေးဘဲနဲ့သူကဘာလုပ်ပေးရလဲဆိုရင်မျက်နှာကိုတစ်ဆင့်လင်းအောင်လုပ်ချင်တဲ့လူတွေပဲဆိုသုံးလို့ရတယ်ဒါလေးဆိုလို့ရှိရင်တော့မိထတို့ကဒီဟာဆိုရင်
aqua various watery glow primer ဆိုရှင်ဒါဆိုတော့ရေတက်ဖြစ်ပြီး primer ပေါ့နော် primer မှာသူလို့ရှိမှရွယ်ချက်မျိုးစုံနဲ့လာတယ်အသားအစီပြန်တဲ့လူတွေအသားချုပ်တဲ့လူတွေမျိုးစုံပေါ့နော်ဆိုတော့သူရဲ့ဒီ ingredient ကိုကြည့်ပြီးတော့မှကိုကဘယ် skin အတွက်ကိုဘယ် primer သုံးလဲဆိုတာပြန်ရွေးရတာပေါ့နော်ဆိုတော့ခုနောက်ပိုင်းမှာတင်နန်းသားလေးကိုညွှန်ပေးဖြစ်တဲ့ primer ကြောက်ရှင်တော့ဒီ light primer လေးကောင်းတဲ့ထဲမှာပါတယ်သူကကြောက်ရှင်တော့ hydration ဟိုမှာသူကနေ bra primer ဖြစ်တယ်တော့ကြာမြဲဒီလိုလိမ့်လိုက်ပြီးဆိုတာနဲ့ဟိုမွတ်မွတ်လေးဖြစ်သွားတော့အစီကိုလည်းသူကအချိန်အတိုင်းထားတစ်ခုတည်းကိုထိမ့်ပေးတယ်ညနာလေးကိုလည်းအစိုးတက်လေးထိမ့်ပေးတာဖြစ်တော့ကြောင့်မို့အစင်ပြီးရဲ့ထဲမှာပါတယ်ပေါ့နော်ဆိုတော့ primer အကြောင်းလည်းမထက်တိတက်အရင်တင်ထားပေးရရှိပါတယ်အဲ့ဒါလေးလည်းမထက်တင်ပေးပါမယ်ဒါဆိုတော့ primer ကိုဘယ်လိုရွေးချယ်ပြီးတော့ကိုလိမ့်လို့ရလဲဆိုတာသိသွားမှာပေါ့နော်တခြားသိချင်တာရှိလို့ရှိရင်လည်းမင်းထားလို့ရပါတယ်မင်းထက်ကတော့ဒီ makeup မင်းထက်ပိုင်း makeup မြန်မာရဲ့ COM founder makeup artist မင်းထက်ပိုင်းပဲဖြစ်ပါတယ်မင်းထက်တို့ဒီ makeup တင်တဲ့ကြောင်းမှာဆိုလို့ရှိရင်လုံးဝအခြေခံမရှိဘဲနဲ့ makeup ကိုလေ့လာခြင်းတဲ့လူတွေအတွက်ကိုလည်းမင်းထက်တို့ကနေပြီးတော့ business to advanced class တွေလည်းမင်းထက်တို့ကနေပြီးတော့ဒီဖွင့်လှစ်ပေးထားတာရှိတယ်ဒါအပြင်မှာပေါ့နော်ဒီ1 moment တင်တန်းလေးတွေ update လုပ်ချင်တဲ့လူတွေအတွက်လည်း moment တင်တန်းလေးဖွင့်ပေးထားရှိတာပေါ့နော်ဆိုတော့မိထက်ချီမှာတင်တန်းတက်ချင်တာမျိုးဆိုလို့ရှိရင်တော့မိထက်ဖုန်းဖြစ်တဲ့42486333တက်ကိုလည်းအချိန်မီဆက်သက်မြင်မြန်ဆုံးသတ်နိုင်ပါတယ်တခြားသိချင်တာရှိလို့ရှိရင်ဒီ post ရဲ့ comment အောက်လေးမှာလည်းအချိန်မီမိခဲ့လို့ရပါပေါ့နော်မိထက်အချိန်ရနဲ့ညအချိန်နဲ့ပြင်ကြီးအကုန်လုံးဖြည့်ချပေးသွားမှာဖြစ်ပါတယ်အဓိက makeup လေးနဲ့ဆိုတာတော့ foundation လေးနဲ့ဒီ powder လေးနဲ့ party လေးနဲ့ပြီးသွားတာမျိုးမဟုတ်ဘဲနဲ့ဥမာသူ့ skin နဲ့ကိုက်ညီတဲ့ foundation သူ့ skin နဲ့ကိုက်ညီတဲ့ primer လို့ရှိရင်ဝတ်မဲ့အရောင်နဲ့ light ဖက်တဲ့ color ဘိုင်းအကုန်လုံးနိုင်နေပြီးပြည့်တတ်တော့မှ look တရားစားပြည့်တတ်တော့မှလုံးဝကို creation ကောင်းပြီးတော့ဘသူပြည့်ပြင်လှတဲ့ဘသူကိုပဲလင်းလင်းသူနဲ့ light ဖက်တဲ့ makeup look တစ်ခုကိုရှာပေးနိုင်တဲ့ artist တယောက်ဖြစ်မှာပေါ့နော်အဲ့ခါကျတော့မှကိုကသူလင်းလိုက်လို့ရှိရင်တော့သူ့ပုံကြီးပဲထွက်နေရဆိုတာမျိုးမဟုတ်တော့ဘဲနဲ့သူနဲ့လင်းလိုက်တိုင်းမှာလင်းလိုက်တဲ့လူတွေကသူ့ဟာလေးနဲ့သူအကုန်လုံးလောက်အောင်ပြင်ပေးနိုင်မှာလားဆိုတဲ့ artist မျိုးဖြစ်မှာပေါ့နော်ဆိုတော့အားကြောင့်တကယ်လို့များ makeup နဲ့ပတ်သက်ပြီးတော့အခြေခံနေတဲ့တေချာအသေးစိတ်ကိုလည်းသိချင်တယ်တေချာလည်းသိချင်တယ်ကိုက makeup လောကမှာလည်းရက်တည်နေတယ်ဒါပေမဲ့ makeup အကြောင်းတေချာဒီလို product တွေအကြောင်း skin တွေအကြောင်း color တွေအကြောင်းတေချာအသေးစိတ်မသိဘူးဆိုလို့ရှိရင်တော့မင်းတို့ထိုင်းတင်ရုံနဲ့တင်ပေးတယ်မင်းတို့ makeup အတန်းလေးကိုလည်း join ဖို့လည်းမင်းတို့နေဖိတ်ခေါ်ရပါတယ်ဆိုတော့ဒီလိုမင်းတို့ဒီ makeup တင်တန်းဒီမှာဆိုရှင်အကုန်လုံးက20 30ဖြစ်နေတဲ့အချိန်မှာမင်းတို့တင်တန်းမှာအခုလုံးဝဒီတင်တန်းတက်ဖို့ budget ချိန်များကလေးတော့လည်းမင်းတို့အထူးစီစဉ်လေးလုပ်ပေးထားရှိပါတယ်အားလေးကတော့လက်ရှိ8လပိုင်းအတန်းအတွက်ကိုမင်းတို့340လောက်ကြာတယ် makeup နဲ့ဆက်တော့အခြေခံနေလုံးဝမတက်မချင်းအသက်တင်တစ်လတင်တန်းပေါ့နော်အဲ့ဒီတင်တန်းကိုကြာလို့ရှိရင်မင်းတို့အခုက12သိန်း9000နဲ့လက်ခံပေးတဲ့အစီအစဉ်လေးရှိပါတယ်အဲ့ဒါတော့မင်းတို့9ယောက်ပဲလက်ခံပြီးတော့မှဖြစ်တဲ့အတွက်ကြောင့်မို့ကိုတကယ်လို့8လပိုင်းမင်းတို့3ရက်4ရက်မှာဖွင့်လှစ်မယ် basic to advanced အခြေခံနေအသက်တင်မတက်မချင်းအသက်တင်တင်တန်းကိုတက်ချင်တယ်ဆိုလို့ရှိရင်တော့အခုပဲမင်းတို့ဖုန်းဖြစ်တဲ့42866333တက်ကိုလည်းအနှံပြီးတော့ဆက်သွယ်ဆုံးသတ်ပေးမြနိုင်ပါတယ်လူကြီးကတ်သက်ထားပါတယ်မင်းတို့ကို6လပိုင်းစပြီးတော့ဒီစီကလုံးဝမရတော့ဘူးပေါ့နော်ဆိုတော့ makeup ကိုတုံးကတေချာလဲတက်မြောက်ချင်တယ်တေချာလဲလိမ့်တက်ချင်တယ်တင်တန်းနေပြီးသွားတဲ့အခါမှာလည်းအလုပ်ကိုင်နေဘယ်လိုရှာဖွေရမလဲဘယ်လိုလင်းရမလဲဆိုတဲ့ soft ပိုင်းနေရာစာအကုန်လုံးသိချင်တယ်ဆိုလို့ရှိရင်တော့မင်းတို့အတန်းကိုတက်ဖို့အတွက်လည်းဖိတ်ခေါ်ပါပါတယ်ကျေးဇူးများတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာလည်းမင်းတို့ share လုပ်ပေးနေပြန်လည်ဆုပ်သိချင်ပါတယ်ကျေးဇူးပါအကုန်လုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်ပြည့်စုံတဲ့မင်္ဂလာရှိကောင်းနေဖြစ်ကြပါစေကျေးဇူးတင်ပါတယ်